Hello ကျွန်တော်တငယ်ချင်းအမွေစိန်လေးကျွန်တော်ကိုဒီနေ့လာမွေပါတယ်ဗျာကျွန်တော်တို့တငယ်ချင်းတွေဘာလို့လေးပါစားလေးဆိုတော့ကိုရှစ်တဲ့တငယ်ချင်းတွေကိုလိပ်ပြပါမယ်ဗျာကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဗျာ Let's go ကျွန်တော်မိတ်ဆက်ပါမယ်ဗျာကျွန်တော်နာမည်မိုးထက်အောင်ပါဗျာလက်ရှိရတော့ကျွန်တော်ခိုင်းနေနေပါနေပါတယ်ဗျာခုကြည့်နေတဲ့တငယ်ချင်းတို့ကပြင်မာနေရလေးဗျာကျွန်တော်နဲ့အထူးတူပွေစေရှောက်ကြည့်အောင်ဗျအဲ့နာမှာအစီတိတိလေးမွေးနေဗျတအားမွေးဗျကော်ပီစီလိုမျိုးကတအားမွေးဗျအဲ့ဒီကောဟိုဖက်နာမှာဆိုရင်အတုတ်တော့ကီလိုရတယ်ဗျအဲ့ဆိုင်ဟာဒီဘက်ဘေးနာမှာဆိုရင်အေးဆိုင်လေးတစ်ဆိုင်ရှိပါတယ်ဗျကျွန်တော်တို့နန်းနေနေရှောက်ကြည့်ရတဲ့ရုပ်ဆိုင်လေးတစ်ဆိုင်တွေ့ပါတယ်ဗျသူတို့ကကျွန်တော်တို့ပြစ်မလာလို့ပြောတယ်ဗျကျွန်တော်တို့ကမပြစ်ဖို့လို့ပြောလိုက်တယ်ဗျကျွန်တော်ပိတ်စာရေးဆိုတာနဲ့ရှမ်းမုံဒီဆိုင်မှာကျွန်တော်တို့ထိုင်ပါတယ်ဗျကျွန်တော်တင်ငယ်ချင်းကရှမ်းမုံဒီတစ်ခွေပါပေးရဗျအများကြီးပဲဗျကျွန်တော်လေးအရင်ကြိုက်တယ်ဗျဘေးမှာဆိုရင်အစာပလာတွေအများကြီးပါလေဗျအဲ့ဆိုရင်ကျွန်တော်ပိတ်စာပြီးဗျကျွန်တော်စားလိုက်အောင်ဗျကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးတဲ့တကယ်ချင်းတွေကိုအရင်ကြီးစုတင်နေဗျကျွန်တော်တနေ့တာလေးကိုနေရိုက်တင်မှာမလို့ကျွန်တော်ကိုခင်မင်းကျွန်တော်အကောင့်လေးကို follow လုပ်ပေးကြပါဗျအားလုံးကိုနိုင်ပါဗျ